ပတ်သွားမှာနင်လည်းမလိုက်ဘူးအတဒီပတ်သွားမှာဒီပတ်မှာကျတော့breakfast ဆိုင်ပါနော် breakfast ကကျတော့ဘာမှမသိကွန်ပြောသေးရပါတပုံညာတယ်အော်ပြောဒီတော့ได้ဆော်နော်ဘယ်တော့ရောက်လာပြီအခုကဘယ်သွားမှာလဲအော်ပြင်ထွက်တာဘယ်လိုလဲမသိဘူးပေါ့နော်စပိန်နဲ့သွားပါမယ်ရောက်လာပါပြီဘာလဲခုနော်ပါပါမယ် level 4လာမသိဘူးရောက်သွားပြီပေါ့နော်ကဲရောက်ပါဒါကြောင်းလာမသိဘူးဘာလို့မှာโอเคကြောက်ခန်းနဲ့ဝင်လာပြီပေါ့နော်ဟိုမှာကိုရဲ့နေရာလေးကခွန်းရဲ့နေရာပေါ့နော်ဆရာစားတယ်နေဆရာမစားတယ်နေတာခွန်းလာမေးနေဆရာမလေဟုတ်တယ်လေအော်မအကိုစီတိုပေါ်လွယ်လေးနေကိုနော်ဘာလာမအိမ်ပြန်မှာမဟုတ်ဘူးကျောင်းရရှိသေးရဲ့ပေါ့နော်ဘတ်စကတ်ဘောကစားမှာမသိသူတို့အတွဲတွေပါနမစတပချင်းဆိုတော့ဘာလေးမိုင်တောင်းမှန်လေဆို
တော့ကပီဇာမှာမယ်ပီဇာပဲမှာမယ်ไก่ပြီးတော့ဘော်ဒီဟိုင်ရယ်စားတော့နေကြရပါတော့စားတော့နေရဆုံးတယ်တော့ဘယ်တော့မှလည်းအဲ့ဆိုတော့ကိုယ်အပြန်မှာခေါ်တယ်ရင်လည်းပြန်လာမှာဟုတ်ကဲ့ကိုယ်တော့အရှိရသွားတာမဟုတ်ပဲနဲ့နောက်ကနေလိုက်ပထမဦးဆုံးကကြတော့ကိုတယောက်တည်းပေါ့နော်ခွန်းတယောက်တည်းသွားရတာကိုကကြတော့ပြန်တော့သူတစ်ပြန်အော်လိုက်လာတယ်ဟာတဖြည်းဖြည်းနဲ့ရှေ့ကမြန်မြန်မြင်ရအဲ့ကြောင့်အိမ်မှာခွန်းတယောက်တည်းနေရတာမသိဘူးနော်ပို့ပေးရတာလက်ဆောင်လေးတူပေးသွားလည်းမသိအပြည့်ပြန်ထွက်ရအောင်โอเคตัวตะเงยကြီးကိုပေးမှလားမသိဘူးตัวตะเงยကြီးကိုပေးလိုက်တယ်ဟိုချစ်တယ်Now I understand why Brown got so hooked at this app. ကိုတို့ထပ်သွားပါမယ်မာရတိုင်းနဲ့ကာထားတယ်ဒီဟာဘာလို့လမ်းကြီးလျှောက်ခိုင်းညာကားရပါရမှာဒီလည်းမသိဘူးတော့ကောင်းပါလိမ့်ပဲတော့ကောင်းပါလိမ့်ပဲလဲလိုက်ပါပြန်ဝင်ပါမယ်အိမ်ထဲမှာဘာလို့ခံရမသိဘူး
ဥစ္စာ9000ရှိပေါ့နော်ကြောင်နောက်ပေါက်ကဟုတ်တယ်ဒီမှာနေရင်းနေကွန်ပျူတာနဲ့နေတာသူရသွားပြီပေါ့နော်အနေနဲ့ရေးပြီးရေးပတ်ပြီးတော့ကြံအောင်ပြီးသွားပြီရေးပတ်ဘယ်နဲ့ဒီကပတ်နေကြတယ်အော်ဒီမှာရေးပတ်နေတာကြံအောင်ပြီးသွားပြီဟာရေးရပြီးမှပတ်ကဲဒီမှာရေပြည့်ယူပါပြီသူတို့နဲ့ဒီသွားပြရပါမယ်ဒီတော့သူတို့မပြည့်ခင်ကင်မရာလေးရင်ပြလိုက်မယ်နော်ရောရေပစိုးသေးလို့ရေဆိုအောင်ပြည့်ပြရပါထွက်လို့ရမယ်သူတို့နဲ့ဒီသွားပြည့်မတီးလို့ရှိရင်လေဒီနားမှာပဲရထားတာလို့ရှိရင်ထုံမထအောင်ရေပိုက်နဲ့ဆန်းနေတယ်လူနဲ့လည်းအတူတူပြရအောင်အချင်းရကုန်တယ်ဒီအဲ့လိုရေပြည့်တဲ့နဲ့ရေပတ်ပြီးအင်းမြတ်ဘလူးစော်ကြမှာအိမ်ပြန်ရောက်ပါပြီ Now I understand why Bro got လာပြန် so ဘောတော့သူတော့မှအုတ်ထုတ်ကြီးရအောင်ကဲအုတ်ထုတ်ကြီးနဲ့အိပ်ပါရမယ်ခွန်ကတော့အိမ်မှာလာဘာလို့မှလဲညစာလည်းမစားဘူးသူ့မိတာသူ့တငယ်ချင်းလားသူ့တငယ်ချင်းကနေအိမ်ထိတော့လိုက်မလာလားအိပ်ပြီးဒါအိတ်ခံဒါနဲ့ရောက်အိတ်ခံမှာမိုးလာတော့တယောက်အိတ်ခံနေရတယ်ဒီအောင်အိတ်သွားကဲအားလုံးပဲတတာပါ comment လေးလည်းရေးခဲ့ကြအောင်နော် follow လေးလည်းလုပ်ခဲ့ကြအောင်ကြလားတတာ